အားလုံးပဲမင်္ဂလာပါဒီချက်နွေရကြိုဆိုလိုက်ပါတယ်ထရီကိုရဲ့သင်ခန်းစာမှာဒီချက်ထရီကိုရဲ့အချိုး6မျိုးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုဒီချက်ဦးစားပေးပြီးတော့ရှင်းခဲ့တာဖြစ်ပါတယ်အခုဒီဗီဒီယိုလေးမှာတော့ဒီတောင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေကိုဒီချက်ရှင်းမှာဖြစ်ပါတယ်အခုဒီချက်ရှင်းတာလေးကြည့်ရအောင်နော်မင်္ဂလာပါဒီချက်အခုတရိကန်နေရဲ့နော်ဒီထောင်းနေအကြောင်းစပြီးတော့ပြောမှာဖြစ်ပါတယ်နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်တော့ဒီချက်ကို x axis y axis ရှိမယ်ပေါ့နော်ဒီထောင်းစပြီးတော့လဲတာက x ဝင်ရိုးရဲ့အပေါင်းဝင်ရိုးကနေစမှာဖြစ်ပါတယ်နော်ဆိုတော့ဒီထောင်း x ဝင်ရိုးပေါ်မှာရှိနေတဲ့ဒီအမှတ်လေးကနေဒီနေရာလေးတစ်နေရာနေထောင်းလက်တန်လေးစမှာဖြစ်တယ်အဲ့ဒါက initial site ပေါ့နော်ဒီကနေစဒီနေရာစတဲ့နေရာလေးမှာပဲဆိုရင်တော့သူက0 degree ပဲရှိတာပေါ့နော်အဲ့အနေဒီချက်တို့ကတောင်းကိုလဲမယ်လဲသွားတဲ့အခါမှာဒီနေရာလေးကိုရောက်သွားမှာနော်ဒီ P မှတ်နေရာလေးကိုရောက်မှာဆိုဒီခြားထဲမှာရှိတဲ့တောင်းလေးကိုတော့ကျတို့သင်္ကေတလေးနဲ့တီတာလို့သင်္ကေတလေးပေးထားတာနောက်ဒီဘက်ကလေးကိုကြည့်ရအောင်နော်ဒီဘက်မှာကတော့စောရငါလိုပဲဒီချက်တို့ x axis ကနေပြီးတော့နော်အပေါင်းဝေဘက်ကနေပြီးတော့ဒီမှာအပေါ်ဘက်ကိုသွားထားတာလေးလည်းရှိတယ်ဒီအောက်ဘက်ကိုသွားတာလေးလည်းရှိတယ်ပေါ့နော်အဲ့တော့အပေါ်ဘက်ကိုသွားတာကိုစပြီးပြောမယ်ဒီနေ x axis ပေါ်ကနေပြီးတော့ဒေါင်းလက်တံလေးဒီအပေါ်ဘက်ကိုအတိုင်းသူကလဲသွားမယ်ဆိုရင်ဒါကိုရှင်းတို့ကနာရီလက်တံကိုဆန့်ကျင်ပြီးတော့လဲသွားတာပေါ့နော်နာရီလက်တံသွားတဲ့လမ်းကြောင်းကိုဆန့်ကျင်ပြီးလဲသွားတာဖြစ်တဲ့အတွက်သူ့ကို anti clockwise direction လို့ခေါ်တယ်အဲ့လို anti clockwise direction အတိုင်းเนาะ x ဝင်ရိုးရဲ့အပေါ်ဘက်ကနေဒေါင်းလက်တံလေးစသွားတယ်တောင်မျိုးကိုရှင်တို့အပေါင်းတန်မှုနဲ့ဒီဂရီအပေါင်းတန်မှုနဲ့ပေးပါတယ်ဒီမှာတော့ alpha ဒီတောင်လေးကို alpha လို့သင်္ကေတပေးထားတာပေါ့နော်အဲ့တော့ဒီလို alpha လို့ဒီတောင်မျိုးတွေဆိုရင်ဒါအပေါင်းတန်မှုနေ x ဝင်ရိုးရဲ့ဒီအောက်ဘက်ကနေလည်းတောင်းကသွားလို့ရပါတယ်နော်အဲ့လိုသွားတဲ့အခါကျလို့ရှိရင်တော့ဒီတောက်မှာဒီဘီတာလိုထောင်းနေဖြစ်လာပေါ့နော်အဲ့ဒါကတော့နာရီလက်တံရဲ့လမ်းကြောင်းတိုင်းသွားတာဖြစ်တဲ့အတွက် clockwise direction ပေါ့အဲ့လိုမျိုးသွားလိုက်လို့ဖြစ်ပေါ်လာတဲ့ထောင်းတွေရဲ့တန်ဖိုးတွေကတော့အနှုတ်လက္ခဏာဆောင်ပါတယ်အဲ့တော့ x ရိုးရဲ့အောက်ဘက်ကနေသွားရင်ထောင်းတဲ့လက္ခဏာတွေဒီအနှုတ်လက္ခဏာဆောင်မယ်x ဆွေရိုးရဲ့အပေါ်ဘက်ကနေသွားမယ်ဆိုရင်တော့တောင်းရဲ့သူ့ရဲ့ဒီဂရီလက္ခဏာတန်ဖိုးတွေဒီအပေါင်းတက်လက္ခဏာတန်ဖိုးဆောင်ပါတယ်နော်ဒါလေးကိုစာနဲ့ရေးထားတယ် angles measure from the x-axis in an anti-clockwise direction เนาะ x ဆွေရိုးရဲ့အပေါ်ဘက်ကနေသွားမှာပေါ့အဲ့ဒါတွေကိုတော့ positive angle အပေါင်း angle တွေဖြစ်တယ်ပေါ့နော်နောက် angle measure from the x-axis နော် in a clockwise direction နော် x view ကနေပြီးတော့နာရီလက်တံအတိုင်းသွားတယ်ဆိုရင်တော့အဲ့ဒီထောင့်နေသည် negative angle ဒီထောင့်နေသည်အနှုတ်လက္ခဏာဆောင်တဲ့ထောင့်တန်မှုဖြစ်ပါတယ်နော်ဒါတော့တကယ်လို့ clockwise direction နဲ့ anti clockwise direction ရဲ့ထောင့်ရဲ့လက္ခဏာတည်ရှိပုံတကယ်လို့ပြောတာဖြစ်ပါတယ်နော်မင်္ဂလာပါ